你嘛，俺说俺你搞分你的。မရပါဘူးခင်ဗျားကျိုးကျိုးစားစားနဲ့ရထားတဲ့ coffee ကို coffee ဘယ်ရောက်သွားလဲမသိဘူးကိုဖိုးနေပြန်ဖြောက်လိုက်တာလား ဟာမဖြောက်ပါဘူး ငယ်ခဏတော့ကော်ဖီခွက်ကိုလက်ညှိုးနဲ့ထိုးနေရလေ အဲ့ဒါဆိုရင်你也算အရာဝတ္ထုတွေကပြောင်းအောင်လုပ်နိုင်တာရှိနေရလား အဲ့တော့ငါလည်းမသိဘူးဒါပေမဲ့ခုနကငါဒီလိုမျိုးလေးလုပ်လိုက်တာကိုငါကြောင်းပြန်လုပ်ကြည့်လိုက်မယ် coffee ပြန်ရောက်လာပြီ ငါသဘောပေါက်ပြီနေရမုံရဲ့အထူးပြုစွာရုပ်တရက်ပေါ်ထွက်လာဖြစ်မယ်တကယ်တော့နေရမုံရဲ့စွာအချိန်တွေကိုထိ ंछ ုံနိုင်တဲ့စွာ အချိန်ကိုထိန်းချုပ်နိုင်တယ်ဆိုတာအဲ့ဒါဘာကိုပြောရလဲ အရာဝတ္ထုတွေရဲ့အချိန်ကာလကိုရှေ့နောက်ပြောင်းလဲနိုင်တဲ့သဘောပဲခုနကတော့ကော်ဖီကနောင်ဖြစ်လာမဲ့အချိန်ကိုမင်းကရွှေ့လိုက်တဲ့ခါကျတော့မင်းတောက်ပြီးသားဖြစ်တဲ့အတွက်ကော်ဖီကပျောက်သွားတာအဲ့ဒါကိုမင်းကဘူရအချိန်ကိုပြန်ရွှေ့လိုက်တဲ့အတွက်ကြောင့်ကော်ဖီကပြန်ရောက်လာဒီသဘောပါ အဲ့ဆိုတော့တော်တော်မိုက်တာပဲ ဟုတ်တယ်အဲ့ဒါဆိုသူလမ်းနဲ့တင်းချုပ်လိုက်တဲ့အရာဝတ္ထုမှန်သမျှရဲ့အချိန်တွေကပြောင်းလဲသွားမယ်ဆိုတဲ့သဘောပေါ့ ဟုတ်တယ်ကွာ ဒါပေမဲ့ကျွန်တော်တို့အထူးပြုစွာမအောင်မြင်သေးရကျွန်တော်ညီမဘာလို့ကျွန်တော်ကိုကြော်တက်သွားလဲ ငါအထင်ပြောရမယ်ဆိုရင်တော့သူတို့နှစ်ယောက်ရဲ့စွမ်းအားတွေကိုတိုးမြင့်ပေးဖို့အတွက်ဒီကြောက်တော့ကနေစွမ်းအားတွေကိုငါတို့ကိုပို့လိုက်တဲ့နေရာမှာဟိုအစင်လိုက်မဖြစ်ဘဲနဲ့အစ်စ်ကြော်သွားတယ်တူတယ်ကွာ